အားလုံးပဲမင်္ဂလာပါခင်ဗျာ database လေးလာရေးခီးစဉ်လေးကိုစတင်ဖို့အတွက်အားလုံးကိုကြိုးဆိုလိုက်ပါတယ်ဒီ video series မှာ database ရဲ့အခြေခံသဘောတရားတွေကစလို့ SQL အသုံးပြုပုံနဲ့အခြားစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအဆင့်ဆင့်လေ့လာသွားမှာဖြစ်ပါတယ်ဒီခီးစဉ်မှာမိတ်ဆွေဟာ database နဲ့ပတ်သက်ပြီးတည်ထားတဲ့အခြေခံအကြောင်းအရာတွေကိုသိရှိသွားမှာဖြစ်တယ်လို့ SQL command တွေကိုလည်းနားလည်သွားဖို့ရည်ရွယ်ပါတယ်SQL ဆိုတာက database တွေနဲ့ဆက်သွယ်ဖို့အတွက်အဓိကအသုံးပြုတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။ database ထဲမှာရှိတဲ့အချက်လက်တွေကိုထည့်သွင်းတာပဲဖြစ်ဖြစ်ပြန်လည်ထုတ်ယူတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပြန်လည်ပြင်ဆင်တာပဲဖြစ်ဖြစ် SQL commands တွေကိုအသုံးပြုရပါတယ်။ဒါကြောင့် SQL ကိုစတင်လေ့လာဖို့စိတ်ဝင်စားနေတယ်ဆိုရင်တော့ database ရဲ့အခြေခံအုတ်မြစ်တွေကိုအရင်ဦးဆုံးနားလည်ထားဖို့အလွန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ database တွေဘလို့တိစောက်ထားလဲဘလို့အလုပ်လုပ်လဲဆိုတာကိုသိရှိထားမှ SQL command တွေကိုပုံမထိရောက်စွာနဲ့မှန်ကန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဥပမာအားဖြင့် table တွေရဲ့တိစောက်ပုံ data type တွေရဲ့သဘောတဘာဝနဲ့ relational database တွေရဲ့ဆက်နွယ်မှုတွေကိုတည်ထားခြင်းအပြင် SQL query တွေကိုရေးသားတဲ့အခါပုံမလွယ်ကူပြီးတိကျတဲ့ရလဒ်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။တင်တတိမထားမိလာဖြစ်နိုင်ပေမဲ့တင်ဟာနေ့စဉ်ဘဝမှာ database တွေကိုအမြဲတမ်းအသုံးပြုနေတာပါဥပမာတင်ဖုန်းထဲကခန္ဓာတစ်ခုကိုနှိပ်လိုက်တာပဲဖြစ်ဖြစ်တင် email လိပ်စာတွေကနာမည်တစ်ခုကိုရွေးလိုက်တာပဲဖြစ်ဖြစ်တင်ဟာ database ကိုသုံးနေတာပါ Google မှာတစ်ခုခုရှာလိုက်ရင်လည်း database ကိုသုံးနေတာပါပဲရုံးမှာကွန်ပျူတာထဲဝင်ရောက်တဲ့အခါတင်နာမည်နဲ့စကားဝတ်ကိုစစ်ဆေးတာလဲ database ကိုပဲသုံးနေတာပါ ATM ဆက်မှာကတ်ထည့်ပြီးငွေထုတ်တဲ့အခါတောင်တင်ရဲ့လျှို့ဝှက်နံပါတ်နဲ့လက်ကျန်ငွေကိုစစ်ဆေးဖို့ database တွေကိုသုံးနေတာပဲဖြစ်ပါတယ်တကယ်တော့ database ဆိုတာကိုကျွန်တော်တို့အားလုံးအသုံးပြုနေကြပေမဲ့ database ဆိုတာဘာလဲဆိုတာကိုတည်တည်ချာချာနားမလည်တဲ့သူတွေအများကြီးရှိပါတယ်အခုပြောပြမယ့်အရာတွေဟာအခြေခံ database သဘောတရားတွေအကြောင်းအတူချုပ်ဖော်ပြချက်တွေပါတင်က database နဲ့ပတ်သက်ပြီးအတွေ့အကြုံရှိပြီးသားဆိုရင်ဒါဟာပြန်လည်မှတ်မိစေဖို့အတွက်ရည်ရွယ်တာဖြစ်ပြီးတင်က database အကြောင်းအခုမှစလေ့လာနေသူဆိုရင်တော့အခြေခံအကျဆုံးအချက်တွေကိုသိရှိနိုင်ဖို့ရည်ရွယ်ပါတယ် database ဆိုတဲ့ဝေါ်ဟာရကိုအဓိပ္ပာယ်မျိုးမျိုးနဲ့သုံးနေကြပေမဲ့ SQL ရဲ့ရှုထောင့်အရပြောရရင် database ဆိုတာစနစ်တကျသိမ်းဆည်းထားတဲ့ data အစုအဝေးကိုခေါ်ပါတယ်အလွယ်ဆုံးပြောရရင် database ကိုဖိုင်တွဲတွေထည့်ထားတဲ့ဗီဒီယိုတစ်ခုလိုပဲစဉ်းစားကြည့်ပါဖိုင်တွဲတွေထည့်ထားတဲ့ဗီဒီယိုဆိုတာဘလို့အချက်လက်မျိုးကိုမဆိုဘလို့ပုံစံနဲ့စီစဉ်ထားတဲ့အချက်လက်တွေကိုမဆိုသိမ်းဆည်းနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကြောင့် database ဆိုတာကိုလည်းစနစ်တကျစီစဉ်ထားတဲ့အချက်လက်တွေကိုသိမ်းဆည်းဖို့အတွက်အသုံးပြုတဲ့ container တစ်ခုလို့ပြောနိုင်ပါတယ်အများသောအားဖြင့် database တစ်ခုမှာဖိုင်တစ်ခုသို့မဟုတ်ဖိုင်များပြားပါဝင်နိုင်ပါတယ်ဒီနေရာမှာသတိပြုစရာတစ်ခုကလူတွေဟာ database ဆိုတဲ့စကားလုံးကိုသူတို့အသုံးပြုနေတဲ့ database software ကိုရည်ညွှန်းဖို့မကြာခဏသုံးကြပါတယ်ဒါဟာမှန်ကန်မှုမရှိပါဘူး database software ကိုအမှန်တကယ်တော့ database စီမံခန့်ခွဲမှုစနစ် database management system သို့မဟုတ်အတူကောက် DBMS လို့ခေါ်ပါတယ်အဲ့ဒီတော့ database ဆိုတာ DBMS တနေတဆင့်ဖန်တီးပြီးစီမံခန့်ခွဲတဲ့ container တစ်ခုသာဖြစ်ပါတယ် database တွေကပုံစံမျိုးမျိုးရှိပြီး database တစ်ခုနဲ့တစ်ခုမတူညီကြပါဘူးဒီဗီဒီယိုကနေတဆင့် database ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းသိမြင်ခဲ့ကြပြီးကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဘလောက်အရေးပါနေလဲဆိုတာကိုတွေ့ကြရမယ်လို့ထင်ပါတယ် data တွေကိုစီမံခန့်ခွဲဖို့သုံးတဲ့ SQL ဘာသာစကားကိုလည်းမိတ်ဆက်ခဲ့တယ်လို့ data သိမ်းဆည်းရာ database နဲ့ software DBMS ကိုလည်းခွဲခြားသိမြင်ခဲ့မယ်လို့ထင်ပါတယ်ဒီအခြေခံဗဟုသုတတွေကတဆင့် SQL ကိုပုံမစိတ်ဝင်စားဖွယ်လေ့လာဖို့အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာလည်းပြန်ဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်